မင်္ဂလာပါစီနျူးမြန်မာ YouTube Channel မှာပြန်လည်ကြိုဆိုပါရစေကလေးခရိုင်မှာစစ်မှုထမ်းတပ်သားသစ်14ဦးတနက်9လက်ယူဆောင်လာပြီးအလင်းဝင်တဦးလီငွေကျပ်330ချင်းမြင့်စကိုင်းတိုင်းကလေးခရိုင်မှာစစ်မှုထမ်းတပ်သားသစ်14ဦးတနက်9လက်ယူဆောင်လာပြီးအလင်းဝင်ရောက်လာ၍တဦးလီငွေကျပ်330ချင်းမြင့်ခဲ့ကြောင်းကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်တာဝန်ခံကပြောပါတယ်ဇူလိုင်လနဲ့ဩဂုတ်လအတွင်းကလေးခရိုင်မှာစစ်မှုထမ်းတပ်သားသစ်14ဦးလက်နက်9လက်ယူဆောင်လာပြီးကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယုံ drone တပ်ဖွဲ့ Win of ကလေးထံသို့အလင်းဝင်ရောက်လာခဲ့ကြောင်းသိရတယ်။ထို့သို့အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားသစ်14ဦးဟာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့လူငယ်များဖြစ်ပြီးMA3 အမျိုးအစားလက်နက်ငယ်9လက် MA1 အမျိုးအစားလက်နက်ငယ်2လက်လက်ပစ်ဘုံဒီကိုလုံး60မမလက်နက်ကြီးလေးဖူအီနာကာ3လုံးကြီးပေါက်15ပေါက် 9.56 ကြီး1200တောင်းတို့ယူဆောင်လာကအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရတယ်။အစူပါအလင်းဝင်လာသူ14ဦးကိုကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယုံကအရေးပေါ်စုတော်ငွေအဖြစ်တဦးလီငွေကျပ်330ချီမိခဲ့ပြီးတော်လှန်ရေးရဲဘော်များနဲ့အတူအကြမ်းဖက်စစ်တပ်ကိုပြန်လည်တိုက်ခတ်လက်ရှိကြောင်းသိရတယ်။ကလေးခရိုင်အတွင်းမှာဇူလိုင်လနဲ့ဩဂုတ်လအတွင်းစစ်မှုထမ်းတပ်သားသစ်14ဦးလက်နက်9လက်နဲ့ခဲယမ်းတွေယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ပါတယ်။ကျွန်တော်တို့တဦးစီကိုငွေကျပ်330ချီမိပေးခဲ့တဲ့လက်ရှိချိန်မှာတော့အလင်းဝင်လာတဲ့လူငယ်တွေကအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။အခုလိုမတရားစစ်မှုထမ်းခေါ်လို့ရှီတန်းရောက်လာတဲ့အခါအခွင့်အင့်တာနဲ့ပြီးနေကြအောင်ပါပဲ။ကလေးဒေသကရန်သူမိအနည်းကရင်ဆိုင်ထားတဲ့နေရာတွေမူပြီးမေဆိုတိတ်မခတ်တဲ့အတွက်ရှေ့လျှောက်လဲခုထက်ပိုထွက်လာကြအောင်မေဆိုတာသိချပါတယ်။ကျွန်တော်တို့ကလည်းလိုက်လေးကြိုးစုပါတယ်ဆိုပြီးကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခရိုင်တာဝန်ခံကပြောဆိုပါတယ်။ဆက်လက်ပြီးအကြမ်းဖက်စစ်တပ်မှအလင်းဝင်လိုတဲ့စစ်မှုထမ်းတပ်သားတဲ့လူငယ်များကိုလည်းကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယုံ drone တပ်ဖွဲ့ Win of ကလေးကဆက်လက်ဖိတ်ခေါ်ထားပြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်ကိုအမြင့်ပြတ်သည့်အထိအခြားသောတော်လှန်ရေးညီအကူများဖြစ်တဲ့တပ်ရင်းတပ်ဖွဲ့များနဲ့အတူအမျိုးသားငင်ွယ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းအသိပေးပြောဆိုထားတယ်။ရုရှားနဲ့ဘီလာရုစ်စစ်ရေးလေ့ကျင့်မှုမှာအိန္ဒိယပါဝင်ရုရှားဘီလာရုစ်ဇပက်2025စစ်ရေးလေ့ကျင့်မှုများမှာအိန္ဒိယတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်ခဲ့ကြောင်းရုရှားအစိုးရပိုင်းသတင်းဌာန TASS ကဖော်ပြခဲ့တယ်။အိန္ဒိယကအမေရိကန်နဲ့တင်းမာမှုများမြင့်တက်ချိန်မှာရုရှားနဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုပြသလိုက်ခြင်းဖြစ်တယ်လို့အဆိုပါသတင်းမှာဖော်ပြထားတယ်။စက်တင်ဘာလ16ရက်နေ့မှာပြီးဆုံးခဲ့တဲ့9ရက်ကြာလေ့ကျင့်မှုသို့တပ်ဖွဲ့ဝင်65ဦးအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကဆေလွှတ်ခဲ့ကြောင်းအတည်ပြုခဲ့တဲ့စစ်ရေးလေ့ကျင့်မှုမှာတပ်ဖွဲ့ဝင်စုစုပေါင်းတသိန်းခန့်ပါဝင်ပြီးမြို့ကလျာထိပ်ဖူးတေဆောင်နိုင်တဲ့ဘုံကျဲလေယာဉ်များစစ်တင်ဘောများနဲ့တပ်ဖွဲ့များရဲ့အသည့်အနေအထားရှိမှုကိုလေ့ကျင့်တဲ့ကြီးမားတဲ့တိုက်ပွဲပုံစံများပါဝင်ခဲ့တဲ့ရင်းစစ်ရေးလေ့ကျင့်မှုမှာအိန္ဒိယစစ်တပ်ရဲ့ကူမာအွန်ရီဂျီမန့်တပ်ရင်းကဦးဆောင်ပါဝင်ခဲ့ခြင်းဖြစ်တဲ့အီရန်ဘင်္ဂလားဒေ့ရှ်ဘာကီနာဖာဆူကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ DRC နဲ့မာလီတို့မှတပ်ဖွဲ့ဝင်များလည်းစစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့တယ်လို့ TASS ကဖော်ပြခဲ့တဲ့ပူလန်နိုင်ငံမှာရုရှားဒရုန်းများပစ်ချခံရပြီးရက်အနည်းငယ်ကြာ NATO နဲ့တင်းမာမှုများမြင့်တက်နေချိန်မှာအဆိုပါစစ်ရေးလေ့ကျင့်မှုကိုစတင်ခဲ့တဲ့ယခင်ကအိန္ဒိယဟာကာကွယ်ရေးပစ္စည်းအများစုကိုရုရှားမှဝယ်ယူခဲ့တော်လဲမကြာသေးမီစေစုနှစ်များအတွင်းအခြားကုန်ပစ္စည်းများကိုလည်းဝယ်ယူလာခဲ့တဲ့ အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်စစ်ရေးပူးပေါင်းလေ့ကျင့်နေအမေရိကန်နဲ့
ဘင်္ဂလားဒေ့ရှ်ပူပေါင်းပြီးလေတက်စစ်ရေးလေ့ကျင့်မှုကိုစက်တင်ဘာလ16ရက်နေ့ကစပြီးပြုလုပ်နေကြောင်းသိရတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာအမေရိကန်တပ်အမတ် Tracy Ann Jacobson ဟာဘင်္ဂလားဒေ့ရှ်လေတက်အခြေစိုက်စခန်း Zahurul Haq ကိုယမန်နေ့ကတွားရောက်ခဲ့ပြီးနှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု Operation Pacific Angel 25-3ကိုကြည့်ရှုလေ့လာခဲ့ကြောင်းသိရတယ်။အဆိုပါစစ်စင်ရေးဟာဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်တို့ကြားကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအပြန်အလှန်လှုပ်ဆောင်နိုင်မှုနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်မှုစွမ်းရည်များအားကောင်းလာစေရန်9ရက်ကြာလှုပ်ဆောင်မှုဖြစ်ကြောင်းသိရတယ်။ဘင်္ဂလားဒေ့ရှ်ကဲ့သို့တဘာဝဘေးအန္တရာယ်ကြာရောက်နိုင်တဲ့ဒေသများအတွက်အရေးပါတဲ့ကျွမ်းကျင်မှုများရေကြောင်းရှာဖွေရေးနဲ့ကေဆယ်ရေးရေကြောင်းဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုများနဲ့တင်ပိုးသားအရင်အမြင့်စီမံခန့်ခွဲမှုဘေးအန္တရာယ်ကြာရောက်နိုင်တဲ့ဒေသများအတွက်ယခုစစ်ရေးပူးတွဲလေ့ကျင့်မှုကအထောက်အပံ့ဖြစ်မယ်လို့ Inter-Service Public Relation ISPR မှထုတ်ပြန်တဲ့သတင်းထုတ်ပြန်ချက်အရသိရတယ်။ခရီးစီရင်တွေ Jacobson ကကျွမ်းကျင်ပိုင်နိုင်မှုတိကျမှုနဲ့ချိုးမွေ့စွာပူးပေါင်းဆောင်ရွက်နိုင်မှုကိုချီးကျူးဂုဏ်ပြုပြီးလေတက်နှစ်ခုလုံးမှာဝန်ထမ်းများနဲ့ထိတွေ့ဆက်ဆံခဲ့ကြောင်းသိရတယ်။အထူးသဖြင့်ဒေတာတွဲလုံခြုံရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစဉ်သစ်ဖြစ်မှုကိုတိုးမြင့်ရမှာနိုင်ငံကြားမဟာဗျူဟာမြောက် Mix Pack စစ်ဆန်ရေးကိုတိုးမြင့်လှုပ်ဆောင်ရန် Jacobson ကအလေးထားပြောကြားခဲ့တယ်။ Jacobson လိုက်ပါလာတဲ့ကုစလေအဖွဲ့မှာဒါကာရှိအမေရိကန်တန်ယုံနဲ့အကြီးတန်းအရာရှိများ US Pacific Air Force PACAF မှကုစလေများနဲ့ BAF Base Zahurul Haq မှအကြီးတန်းအရာရှိများပါဝင်ကြောင်းသိရတယ်။အဆိုပါစစ်ရေးလေ့ကျင့်မှုမှာအမေရိကန်မှ C-130J တေယူပို့ဆောင်ရေးလေယာဉ်တစ်စီးနဲ့ဘင်္ဂလားဒေ့ရှ်လေတပ်မှ MI-17 ရဟတ်ယာဉ်တစ်စီးတို့ပါဝင်ပြီးစုစုပေါင်းစစ်သည်240ကျော်ပါဝင်ကြောင်းသိရတယ်။ Operation Pacific Angel ဟာဘေးအန္တရာယ်တုံ့ပြန်ရေးနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမှာဘင်္ဂလားဒေ့ရှ်ရဲ့မိတ်ဖက်စွမ်းရည်များတည်ဆောက်ရန်ပူမူကျေပြတ်တဲ့ US Indo-Pacific Command ပမာဏခြေလှမ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ကြောက်ဖြူကစီမံကိန်းများအတွက်တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုကိုစစ်ကောင်စီလိုင်စင်ချပေးရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိနေတဲ့တရုတ်စီမံကိန်းများနဲ့စစ်လက်အကောင့်အထည်ပေါ်မဲ့စီမံကိန်းများအတွက်တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုကိုစစ်ကောင်စီပြည်ထရေးဝန်ကြီးဌာနမှယမန်နေ့စက်တင်ဘာလ15ရက်မှာလိုင်စင်ချပေးလိုက်ကြောင်းနေပြည်တော်ရောက်ရခိုင်အတိုင်းအဝိုင်းများထံမှသိရတယ်။နေပြည်တော်ရခိုင်တည်င်းရင်းမြစ်တအူကမနေ့ကပြည်ထရေးကနေကြောက်ဖြူစီမံကိန်းတွေအတွက်တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုကိုလုပ်ငန်းလိုင်စင်ချပေးလိုက်ပါတယ်။ဒီသတင်းကအတည်ပြုလို့ရပါတယ်။ဘယ်ကုမ္ပဏီကိုချပေးလဲဆိုတာကစုံစမ်းနေစေဖြစ်ပါတယ်။ချပေးတာကအမှန်ပါတယ်ဆိုပြီးပြောပါတယ်။စစ်ကောင်စီဟာပြည်တွင်းပြည်ပပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများလက်နက်ကိုင်ဆောင်၍ရတဲ့ဥပဒေတစ်ခုအားပြဋ္ဌာန်းထား၍တရုတ်လုံခြုံရေးကုမ္ပဏီများကြောက်ဖြူသို့အများအပြားဝင်ရောက်လာနိုင်ကြောင်းပြီးခဲ့တဲ့လအနည်းငယ်ကထောက်ပြပြောဆိုမှုမြင့်တက်ခဲ့တဲ့ယခုစစ်ကောင်စီလိုင်စင်ထုတ်ပေးတဲ့တရုတ်လုံခြုံရေးကုမ္ပဏီနှစ်ခုရဲ့အမီကို Western New ကစုံစမ်းနေစေဖြစ်ပြီးကြောက်ဖြူရှိမိသည့်စီမံကိန်းမှာလုံခြုံရေးယူသွားမည်ကိုဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။လက်နက်ကာရွယ်ရရှိနိုင်တဲ့ပုဂ္ဂလိကလုံခြုံရေးဥပဒေအားစစ်ကောင်စီပြဋ္ဌာန်းပြီးနောက်လွန်ခဲ့တဲ့3လခန့်ကတရုတ်ကုမ္ပဏီတစ်ခုမှာလက်နက်ကင်ဆောင်ပြီးကြောက်ဖြူကတရုတ်စီမံကိန်းအချို့မှာနေရာယူထားကြောင်းသတင်းများထွက်ပေါ်ခဲ့တဲ့တရုတ်လုံခြုံရေးကုမ္ပဏီများကြောက်ဖြူစီမံကိန်းများသို့အများအပြားဝင်ရောက်ပြီးအာရခတပ်တော် AA ထိုးစစ်များကိုအနောက်အရှက်ပေးနိုင်ကြောင်းလေရခိုင်စီးရီးသုံးသက်သူတို့ကပြောပါတယ်။ကြောက်ဖြူစီမံကိန်းတချို့နေရာတွေမှာအထူးသဖြင့်မဒေးကျွန်းဘက်ကစီမံကိန်းတွေမှာစစ်ကောင်စီတပ်သားချို့ရှိနေတယ်။ AA ကကြောက်ဖြူမှာအင်းနဲ့အားနဲ့ထိုးစစ်ဆင်လာရင်အဲ့ဒီစစ်ကောင်စီတပ်သားတွေကတရုတ်လုံခြုံရေးတပ်ဖွဲ့တွေရဲ့အကူအငေနဲ့AAကိုခုခံတာမျိုးကြုံရင်နိုင်တယ်ဆိုပြီးပြောပါတယ်။
အာရခတက်တို AA ဟာမဒေးကျွန်းရှိတရုတ်စီမံကိန်းနေရာကလွယ်ပြီးစစ်ကောင်စီတပ်စခန်းများရှိတဲ့နေရာများကိုခုခံထိုးစစ်ဖြင့်ဆင်နွှဲနေပြီးတရုတ်စီမံကိန်းကြောင့်အကန့်အသတ်ဖြင့်သာထူးဖောက်နိုင်ကြောင်းလေစစ်ရေးတည်ရင်မြစ်တအိုးကပြောပါတယ်။ AA ရဲ့ထူးစစ်တွေကကြောက်ဖြူမြို့အနီးထိရောက်ရှိသွားပြီ။အခုထူးစစ်နေတဲ့အမှတ်32ရဲတပ်ရင်းဆိုရင်ကြောက်ဖြူမြို့နဲ့တိတ်ဝေးတာမဟုတ်ဘူး။မဒေးကျွန်းကနောက်မှကျန်ခဲ့တယ်။ဒါကြောင့်စစ်ကောင်စီတပ်တွေဟာမဒေးကျွန်းကနေတရုတ်လုံခြုံရေးဝန်ထမ်းတွေအကူအငေနောက်ကျောကနေ AA ကိုပြန်တိုက်ခိုက်တာမျိုးလုပ်လာနိုင်တယ်။ဒါကြောင့်ကြောက်ဖြူမှာ AA ရဲ့ထိုးစစ်တွေကအကန့်အသတ်နဲ့သာထူဖောက်နိုင်တယ်ဆိုပြီးပြောပါတယ်။ကြောက်ဖြူကတရုတ်စီမံကိန်းများသူတရုတ်လုံခြုံရေးကုမ္ပဏီများဝင်ရောက်လာမှုမှာမေပင်အခြေအနေရဖြစ်နိုင်ချေနေကြောင်းနဲ့အာရခတက်တို AA ရဲ့တိုက်ပွဲဖော်ဆောင်မှုကိုနှောက်ယှက်မှုလေးအလွန်နေကြောင်းကြောက်ဖြူအရက်ဘက်အဖွဲ့အစည်းတစ်ခုမှထိပ်ပိုင်းခေါင်းဆောင်တအုပ်ကတုံ့တက်ထားတယ်။ကြောက်ဖြူကိုတရုတ်လုံခြုံရေးတွေလာမေးဆိုတာကဖြစ်နိုင်ချေနေပါတယ်။စစ်ကောင်စီဟာသူတို့ထိန်းချုပ်ထားတဲ့ရန်ကုန်နဲ့မန္တလေးမြို့တွေမှာသာရကောင်းရနိုင်မယ်။ရခိုင်စစ်မြေပြင်မှာတော့ဖြစ်နိုင်ချေအလွန်နေပါတယ်။ AA ကလည်းတရုတ်ကြောင့်ဆိုပြီးကြောက်ဖြူမြို့သိမ်းတိုက်ပွဲကိုရက်လိုက်တာမျိုးကလုံးဝမဖြစ်နိုင်ဘူးလို့ပြောလို့ရပါတယ်ဆိုပြီးပြောထားပါတယ်2024ခုနှစ်နိုဝင်ဘာလမှာစစ်ကောင်စီနဲ့တရုတ်ကုမ္ပဏီတို့ဟာကြောက်ဖြူအထူးစီးပွားရေးဇုံအားကာကွယ်နိုင်ရန်ပူးပေါင်းလုံခြုံရေးအဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းထားခဲ့ကြတယ်ရင်းလုံခြုံရေးကိုတာဝန်ယူမဲ့ကုမ္ပဏီမှာ Joint Venture Security Company ဆိုပြီးသိရှိရပြီးတရုတ်ကုမ္ပဏီ CITIC Group တို့ကကြီးကြပ်သွားမည်ဟုလည်းသိရတယ်။ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ AA တို့ကြားနှစ်ဖက်တိုက်ပွဲမှာနေ့စဉ်နေ့ပါဖြစ်ပွားလျက်ရှိနေပြီးလက်ရှိအချိန်ထိတရုတ်လုံခြုံရေးကုမ္ပဏီများကတိုက်ပွဲအားဝင်ရောက်ဆွတ်ဖက်ခြင်းမရှိသေးကြောင်းဒေသခံသတင်းရင်းမြစ်များထံမှသိရပါတယ်။ကျွန်တော်တို့ရဲ့သတင်းများကိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။